အားလုံးပဲမင်္ဂလာပါဇက် Audio Book Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာချင်းမင်းသူရေးသားထားတဲ့ကာကျိုးရုပ်ချစ်သူဝိညာဉ်ဆိုတဲ့ဇာတ်လမ်းလေးကိုဖတ်ပြသွားမှာဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ခင်ဗျာဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ရအောင်ရတနာစိန်တောင်းဟုအမည်တွင်သောကြောက်တထေးဥစိန်တောင်း၏ခြံထဲ၌အိမ်သစ်ဆောက်ပေးလျက်ရှိသောအင်ဂျင်နီယာလေးကျော်စိုးလွင်တို့အဖွဲ့မှတလနီးပါးခန့်ရှိသွားကြပြီဖြစ်ပါတယ်ပေတရာနီးပါးခန့်ကျယ်ဝန်းလာသောခြံကျဲကြီးအတွင်း၌နှစ်ထပ်အိမ်တစ်ဆောင်ထပ်မံတိုးချဲ့ဆောက်လုပ်နေခြင်းမှာဥစိန်တောင်း၏သားသုံးယောက်ရှိသည့်အနက်အငယ်ဆုံးသားကိုမင်္ဂလာလက်ဖွဲ့ပေးရန်ဖြစ်ပါတယ်အငယ်ဆုံးသားမောင်မြတ်ကိုမှာအလှပကြိုက်နှစ်သက်သူဖြစ်၍လက်ရမြောက်သည့်အင်ဂျင်နီယာလေးကျော်စိုးလွင်ကိုတိဆောက်ရန်အနှံထားခြင်းဖြစ်ပါတယ်ရန်ကုန်သားအင်ဂျင်နီယာလေးကျော်စိုးလွင်မှာအသက်30ခန့်ရှိပြီးအိမ်တော်တဲ့ကလေး2ယောက်ဖခင်ဖြစ်ပါတယ်သူ့ရဲ့လုပ်ငန်းအပေါ်စိတ်ဝင်စားရှိပြီးအောက်လက်ငယ်သားများနှင့်ညီကိုရင်းတပွဲနှွေးထွေးလာသဖြင့်ကျော်စိုးလွင်တာဝန်ယူထားတဲ့မိုးတောက်လို့ရေးအဖွဲ့မှာနာမည်ရကအလုံးလက်မလဲအောင်လုပ်ရပါတယ်ရတနာစိန်တောင်းခေါ်ကြောက်တထေးဦးစိန်တောင်းမှာမိုးကုတ်ဇာတိဘွားဖြစ်ပြီးမန္တလေး၌စီးပွားရေးအခြေချလုပ်ကိုင်ရင်းကြီးပွားချမ်းသာလာလျာမန္တလေးမှာပင်မိသားစုအားလုံးနေထိုင်လာခဲ့ပါတယ်တထေးဦးစိန်တောင်းနဲ့ဒေါ်မမကြီးတို့မှမွေးဖွားသည့်သား3ယောက်အနက်သားကြီးနဲ့သားလက်တို့2ဦးမှာအိမ်တော်အသီးသီးကျသွားပြီးနောက်နိုင်ငံခြားသို့ပြောင်းရွှေ့သွားကြပါတယ်။သားကြီးကစင်ကာပူမှာနေ၍သားလက်ကအမေရိကမှာနေပါတယ်။သားငယ်မောင်မြတ်ကိုတယောက်သာလျင်ဦးစိန်တောင်းတို့နဲ့အတူတူကြံနေခဲ့ပါတယ်။မောင်မြတ်ကိုမှလည်းဘွဲရပညာတတ်တူဖြစ်ရာမကြခင်အိမ်တော်ရက်သားပြုရန်မိခင်ဖခင်တို့ကပင်စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ထို့ကြောင့်မောင်မြတ်ကိုမင်္ဂလာဆောင်ပြီးလျင်မိခင်ဖခင်တို့နှင့်မခွဲမခွာအတူနေလဲဖြစ်ညားကာစားလင်းများတီးခြားနေရန်လည်းရည်ရွယ်၍အိမ်တစ်တလုံးကိုထပ်မံတိဆောက်ပေးခြင်းဖြစ်ပါတယ်။ထိုအိမ်တစ်ကိုတိဆောက်ရန်ရန်ကုန်မှဆောက်လုပ်ရေးလုပ်ငန်းလောကတွင်ရေပန်းစားနေသောမိုးဆောက်လုပ်ရေးအဖွဲ့ကိုငှားရမ်းခဲ့ခြင်းဖြင့်အင်ဂျင်နီယာလေးကျော်စိုးလွင်တို့အဖွဲ့မန္တလေးကိုရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ဆရာလေးဒီကနေ့ဦးလေးတို့အပြင်သွားစရာကိစ္စလေးရှိနေလို့ဆရာလေးကိုမှာခဲ့ပြစီ။ပြောပါအကဲကျွန်တော်ဘာဆောင်ရွက်ပေးရမလဲ။ဒီလိုပါအမေရိကမှာနေတဲ့သားစီကပစ္စည်းတစ်ခုပို့လိုက်တာဒီကနေ့ရောက်လာမယ်လို့ညကသားစီကဖုန်းဆက်လာတယ်ဘယ်ချိန်ရောက်မလဲတော့အန်ကယ်လည်းမသိဘူးအဲ့ဒါအန်ကယ်တို့မရှိတော့ရောက်လာမှဆိုလို့ဆရာလေးကိုကြိုတင်မှားထားခဲ့တာဆရာလေးလက်ခံထားပေးပါနော်ဟုတ်ကဲ့စိတ်ချပါအန်ကယ်ကျွန်တော်ဆောင်ရွက်ထားပေးပါမယ်ဒါဆိုရင်အန်ကယ်တို့လည်းမရစိတ်ချလက်ချသွားလို့ရပြီပေါ့ဟောတာဆရာလေးတို့အတွက်အသုံးစရိတ်နဲ့လောအားကငွေတချို့ကကျန်တာတွေကတော့လုပ်ငန်းပြီးမှပဲစရင်ရှင်းကြတာပေါ့ကဲသွားမယ်နော်တထေးဦးစိန်တောင်ကကျော်စိုးလွင်ကိုပြောဆိုပြီးနောက်ငွေအချို့တဝက်ကမ်းပြီးကအနီးမှထွက်သွားပါတယ်။များမကြာမီဦးစိန်တောင်တို့လင်မယားကားမောင်း၍ခြံထဲမှထွက်သွားကြပါတယ်။ကျော်စိုးလွင်ကသူ့ရဲ့လုပ်သားများကိုလုပ်ငန်းဝင်အစီအစဉ်များစနစ်တကျမှာကြားလုပ်ကင်စေပြီးနောက်သူကိုယ်တိုင်လည်းအိမ်ပုံစံငယ်တစ်ခုကိုရေးဆွဲနေမိပါတယ်။မြည်မျှကြာသွားသည်မသိအိမ်ရှိခြံဝါမှာကားဝန်းတန်ကြောင်ကျော်စိုးလွင်တယောက်ပတ်ဝန်းကျင်ကိုတတိပြန်ပြုသွားမိပါတယ်။တစ်ဆက်တည်းမှာတော့အိမ်ရှိခြံဝင်းစီသို့ကြပြကြရလှမ်းကြည့်လိုက်ပြီးလုံသားတယောက်ခြံတကားတွားရောက်ဖွင့်ပေးနေသည်ကိုမြင်၍ထိုင်ရာမှထကားအနီးရှိပဒင်းပေါက်မှအကဲခတ်ကြည့်ရှုနေပါတယ်။မကြာမီသူ့ထံသို့လုံသားတယောက်ရောက်လာပြီးဆရာဧည့်သည်တွေကပစ္စည်းလာဖို့တာတဲ့။အေးငါလိုက်ခဲ့မယ်။ကျော်စိုးလွင်ကပြောဆိုလာခေါ်သူလုံသားနဲ့ခြံတကားဝကိုလိုက်သွားပါတယ်။ခြံဝမှာရပ်ထားတဲ့ကားမှာပါကျဲရိုးကားဖြစ်ပြီးကားပေါ်မှာပါလာသူတို့မှာကားပေါ်၌ထိုင်မြဲထိုင်နေကြသည်ကိုကျော်စိုးလင်လှမ်းမြင်နေရပါတယ်။ကားအနီးသို့ကျော်စိုးလင်ရောက်သည်နှင့်ကားမောင်းသူကကားပေါ်မှခေါင်းပြူထွက်ပြီးအန်ကယ်စိန်တောင်းတို့ကဘယ်တော့ပြန်လာကြမှာလဲ။ကျွန်တော်ကလည်းအချိန်မရဘူးဗျ။အဲ့ဒါလှမ်းပြောဆိုပြီးနောက်ခိတ္တစကားရက်ကကျော်စိုးလင်ကိုလှမ်းကြည့်လိုက်ပါတယ်။ထိုသူရဲ့အကြည့်တွင်အားကိုးမှုများပါဝင်နေမှန်းသိလေရာဘာမှစိတ်မပူပါနဲ့ခင်ဗျာ။အန်ကယ်ကပစ္စည်းလာဖို့ရင်ယူထားပေးဖို့ကျွန်တော်ကိုကြိုပြီးမှားသွားပါတယ်။အန်ကယ်တို့ကကိစ္စတစ်ခုနဲ့သွားတာမို့အချိန်ကြာဖို့ကတော့များမယ်ဗျ။အဲ့ဒါကြောင့်ကျွန်တော်ပဲလက်ခံယူထားလိုက်ပါမယ်။ဘာပစ္စည်းများပေးထားခဲ့မယ်မသိဘူး။ကျော်စိုးလင်ကအလှည့်မြန်ပြန်ပြောလိုက်ပါတယ်။ဒီတော့မှကားမောင်းသူဧည့်သည်ကကားပေါ်မှာဆင်းကနောက်ခန်းတကားကိုဖွင့်ပြီးနောက်ခန်းကူရှင်ပေါ်တွင်တင်ထားသော3ပေမြအလျားရှိတဲ့အနံတပေမြရှိသောကျွန်းတစ်တာကိုလှမ်းမယူပြီးကျော်စိုးလင်အားကမ်းပေးလိုက်ပါတယ်။ထိုအခါမှကားနောက်ခန်းတွင်လှပချောမောသောမိန်းကလေးတဦးပါလာမှန်းသိလိုက်ရပါတယ်။ကဲသွားပြီဗျာ။အော်ဒါနဲ့ဒီကနောင်ကြီးနာမည်ကကျွန်တော်နာမည်ကကျော်စိုးလင်ပါ။ဒီအိမ်ကိုစောင့်နေတဲ့အင်ဂျင်နီယာပါ။ဟုတ်ကဲ့တိကျွမ်းရတာဝမ်းသာပါတယ်ဗျာ။
အန်ကယ်ဦးစိန်တောင်းကိုတော့ညကြမှာကျွန်တော်ဖုန်းဆက်ပါမယ်လို့ပြောလိုက်ပါခင်ဗျာကဲသွားပြီနော်ကျော်စိုးလွင်နဲ့ရွယ်သူပစ္စည်းလာဖို့သူကနှုတ်ဆက်ပြီးသူ့ကားကိုမောင်းကခြံထဲမှာပြန်ထွက်သွားပါတယ်ကျော်စိုးလွင်ကရင်ဝင်ပိုက်ထားသောကျွန်းတစ်တာငယ်ကိုမ၍မောင်းထွက်သွားသည့်ကားနောက်ခန်းစီသို့ငေးကြည့်နေမိပါတယ်သူ့မြင်ကွင်းစီမှာကားမှာဝေး၍ပျောက်သွားတော့လဲကားနောက်ခန်းစီမှာချောမောလှပတဲ့မိမ့်မပြိုရဲ့ယူပါအစင်ကကျော်စိုးလွင်အာယုံထဲတွင်မြည်တို့မျှပျောက်ပြက်၍မသွားနိုင်အောင်ရှိနေပါတယ်ဆရာလေးကိုအထူးကျေးဇူးတင်ပါတယ်ဗျာဥရင်မဟုတ်ဘူးမနေ့ကပစ္စည်းလာပို့တဲ့မောင်တင်ချိုကလည်းဆရာလေးကိုကျေးဇူးတင်တဲ့အကြောင်းညကဦးလေးစီဖုန်းဆက်ပြောသေးတယ်ဒီလောက်လဲကျေးဇူးတင်စရာမလိုပါဘူးဦးရဲ့ဒီကိစ္စလောက်ကကျွန်တော်နဲ့ဦးရဲ့ကြားမှာလှုပ်ဆောင်ပေးရမယ်ဝတ္တရားရှိပါတယ်ကျွန်တော်ကဦးရဲ့စန္ဒာကိုပြေးဝအောင်အကောင့်ထဲဖော်ပေးရမယ်စောက်လို့ရည်အကျိုးဆောင်ငှားရမ်းခံရသူတယောက်ပါဒီလိုလဲမဟုတ်သေးဘူးလေတကယ်တော့အခုကိစ္စကဦးရဲ့မိသားစုကိုရေးကိုတာကိစ္စမဟုတ်လားပြီးတော့မနေ့ကပစ္စည်းလာပို့တဲ့မောင်တင်ချိုခမရမှာလဲမနေ့ကအချိန်လူပြီးလာပို့ရတာပြောတယ်ဒီပစ္စည်းကိုဦးရဲ့သားကအမေရိကကနေမောင်တင်ချိုရဲ့အမတွေနဲ့ထည့်ပေးလိုက်တာလေမောင်တင်ချိုမှာလဲမနေ့ကမှတိုက်တိုက်ဆိုင်ဆိုင်သူ့ရီးသားနဲ့အချင်းချက်လှုပ်ထားတာရှိတော့ပြတ်သွားမှာဆိုတယ်သူ့အမကလည်းသူတို့လက်ထဲမှာကြာကြာမထားကြတော့မနေ့ကမှအားချင်းပို့ခိုင်းလိုက်တာအဲ့ဒါသူ့ခမမလာခြင်းလာခြင်းနဲ့လာခဲ့တာဒီရောက်တော့ဦးနဲ့မတွေ့တော့သူတော်တော်စိတ်ညစ်သွားပုံရတယ်ဦးစိန်တောင်းကစကားစဖြတ်ကတယောက်တည်းသဘောကျစွာရီပြုံးလိုက်ပါတယ်ကျော်စိုးလွင်ကဦးစိန်တောင်းရဲ့စကားတို့ကိုဆက်ဆက်ကတွေးတောနေပါတယ်အတန်ကြာမှနေပါဦးဦးရဲ့သူအဲ့ဒီလိုစိတ်ညစ်တာနဲ့ကျွန်တော်နဲ့ကဘလို့သက်ဆိုင်နေလို့လဲကျော်စိုးလွင်ကစဉ်းစားရင်ရှုပ်ထွေးလာသည်မို့ဦးစိန်တောင်းကိုပြန်၍မေးလိုက်ပါတယ်ဆိုင်ပါပြီကောဆရာလေးရဲ့မောင်တင်ချိုပစ္စည်းလာပို့တော့ဦးမမရှိတာအဲ့ဒီတော့သူခမပစ္စည်းပေးရအောင်ဦးလေးတို့အလားကိုပဲစောက်ရမလားပစ္စည်းကိုပြန်ယူပြီးသူ့အမတွေစီပဲပြန်အပ်ရမလားစိတ်ညစ်နေတော့ဆရာလေးကဒီပစ္စည်းကိုယူပြီးလက်ခံလိုက်တော့မှသူ့အပျော်ကြီးပျော်သွားရတယ်လို့ညကဖုန်းဆက်ပြီးပြောပြရှာတယ်ဒါတောင်သူ့ရီးစားကချိန်ထားတဲ့အချိန်ထက်နည်းနည်းနောက်ကျလို့စိတ်ကောက်တာမနှဲချောလိုက်ရတယ်လို့ပြောတယ်ဒီလောက်တောင်မလားဦးရဲ့။ဩဆရာလေးကလည်းမောင်တင်ချိုကလူပြိုလွတ်လေခုမှရီးစားပူပူနွေ့နွေ့ရတော့ရီးစားနဲ့ကွဲသွားမှစိုးရိမ်မှာပေါ့။အကယ်၍မနေ့ကသာဆရာလေးကလာပို့တဲ့ပစ္စည်းကိုအချိန်မီလက်မခံပေးဘူးဆိုရင်သူ့ရီးစားနဲ့ချိန်ထားတဲ့အစီအစဉ်ပြတ်သွားမယ်။အဲ့ဒီလိုဆိုရင်သူ့ရီးစားနဲ့သူအဆင်ပြေချင်မှပြေတော့မယ်လေမဟုတ်ဘူးလား။ကျွန်တော်တော့ဘာပြောရမှန်းမသိဘူး။ဒါပေမဲ့မနေ့တုန်းကသူဒီကိုပစ္စည်းလာပို့စဉ်ကတော့ခက်ချောချောမိန်းကလေးတယောက်ပါလာတယ်။ဦးလေးပြောတယ်လို့ဆိုရင်တော့အဲ့ဒီမိန်းကလေးဟာသူ့ရီးစားမဖြစ်နိုင်ဘူး။ဘလို့မောင်တီချိုဒီအင်ကိုလာတော့ကမိန်းကလေးတယောက်ပါလာတယ်ဟုတ်လား။ဦးစိန်တောင်တအံ့တော်မေးလိုက်သည့်စကားကြောင့်ကျော်စိုးလွင်အတွေးများပို၍ရှုပ်သွားပါတယ်။ဦးစိန်တောင်ကိုယ်တိုင်လည်းအတန်ကြာအောင်နှုတ်စိတ်ကစဉ်းစားနေပြီးမှထားပါတော့လေဦးကတော့ဆရာလေးကိုကျေးဇူးတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပို့လိုက်တဲ့ပစ္စည်းတစ်တာကိုလည်းဆရာလေးတို့အဖွဲ့ကိုပဲဖွင့်ခိုင်းခြင်းလို့ပါ။ဖြစ်ပါတယ်နော်။ဒါလေးမြအန်ကေရဲ့အပန်းကြီးတာမှတ်လို့ကျွန်တော်ကိုယ်တိုင်ဖွင့်ပေးပါမယ်။ကျော်စိုးလွင်ကပြောဆိုထိုင်ရမှထ၍အဲကန်အတွင်း၌ထောင်ထားလျက်ရှိသောကျုံးတစ်တာရှိရာသို့ရှောက်သွားကမယူပြီးတဲ့နောက်ဖွင့်ရန်တာဆူလိုက်ပါတယ်။သူ့ရဲ့လက်ထဲမှာတော့တစ်တာဖွင့်ရန်ပစ္စည်းကိရိယာဘာမှမပါရှိတဲ့အတွက်အိမ်ပြင်ဘက်သို့ထွက်ကသူ့ရဲ့အလုပ်သမားတစ်ယောက်ကိုလှမ်းခေါ်ပြီးပစ္စည်းကိရိယာတချို့ယူခိုင်းလိုက်ပါတယ်။မကြာခင်မှာတော့ထိုအလုပ်သမားရောက်လာပြီးနောက်ကျုံးတစ်တာငယ်ကိုဖွင့်လျရာတစ်တာအထဲတွင်ဖော်ပြားများခံ၍ဖော်ပြားအပေါ်တွင်အနီရောင်ကတိပါစားဖြင့်ဖုံးလွှမ်းရစ်ပတ်ထားသောအရာဝတ္ထုတစ်ခုကိုတွေးလိုက်ရပါတယ်။ကျော်စိုးလင်ကထိုအရာဝတ္ထုကိုအသာမယူပြီးအနီး၌ရဲကြည့်နေသောဦးစိန်တောင်လက်ဝဲသို့ပေးအပ်လိုက်ပါတယ်။ဦးစိန်တောင်ကလည်းတယူတရလှမ်းယူပြီးနောက်စက်တီအလဲရှိမှန်စပွဲကုံပေါ်သို့အသာတင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အနီရောင်ကတိပါစားကိုတဖြည်းဖြည်းဖြည့်ကြည့်ရာမဟော်ဂနီအောင်တောက်ပနေသောကာကျိုးရုပ်တစ်ခုကိုတွေ့ရပါတယ်။ထိုကာကျိုးရုပ်ကိုဦးစိန်တောင်ကမယူပြီးမှန်စပွဲကုံပေါ်တွင်ထောင်ရက်သားပြင်ဆင်တင်လိုက်ပါတယ်။ဒီတော့မှကျော်စိုးလင်တယောက်ကာကျိုးရုပ်ကိုတေချာစွာလေ့လာအကဲခတ်မိပါတော့တယ်။မဟော်ဂနီအောင်တောက်ပနေသောကာကျိုးရုပ်မှာအသက်ဝင်လှပါတယ်။ရှေးခေတ်ကပကံပဖုအမှုပညာလက်ရာဖြစ်လိမ့်မည်ဟုမှန်းဆရပါတယ်။ကားဟန်ချီနေသောမင်းသမီးတယောက်ရဲ့ပုံကိုအနုစိတ်ပြီးပြင်းအောင်ထုလုပ်ထားသည်မှာစံမိမ့်မအစာကာကျိုးလက်ကာကျိုးချီအစုံထမသိန်းအနာခက်အထိအသေးစိတ်လက်ရာမြောက်လာပါတယ်။ကာကျိုးရုပ်၏မျက်နှာကပို၍ပင်အသက်ဝင်လှပါတယ်။ရီရွှင်ပြုံးတုံမပြုံးတုံနှင့်ရွှေရင်ဖုံးတုံမဖုံးတုံဟူသောရှင်မဟာရထတာရရဲ့စာကြိုးတိုင်းရင်တပုတ်ဖို့ဖြစ်ရအောင်ဆွဲဆောင်မှုရှိလာပါတယ်။ကျော်စိုးလင်ကရင်ထဲလှိုက်ပုံမောကကာကျိုးရုပ်ကိုကြည့်ရင်မှတခုခုကိုသွားပြီးတတိယသွားပါတယ်။သို့တော်တေချာစဉ်းစားမရဆ
ဆရာလေးကပကြီးပပုဝါဒနာပါပုံရတယ်ဒီရုပ်ထုကိုများစိတ်ဝင်တစားနဲ့ကြည်နေလိုက်တာဥခေါ်နေတာတော့မကြောက်ဘူးဥရဲ့သားကလည်းဘလို့ဖြစ်တယ်မသိဘူးမြန်မာပြည်မှာလှုပ်တဲ့ရုပ်ထုကိုမြန်မာပြည်ပြန်ပို့တာဘာစိတ်ကူးလဲဆိုတာဖုန်းဆက်ပြီးမေးကြည့်ရအောင်မယ်ကဲဆရာလေးတို့ခုလိုကူညီရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရပါတယ်အန်ကယ်ရဲ့ကျွန်တော်မှလည်းလှုပ်เสียလှုပ်လေးရှိတယ်လို့ခွင့်ပြုပါအောင်ကောင်းပါပြီကွယ်ကောင်းပါပြီကျော်စိုးလွင်ကဥစိန်တောင်းကိုနှုတ်ဆက်ပြီးအိမ်ပြင်ထွက်ခါနီးတွင်ကာကျိုးရုပ်ထံသို့လှမ်းကြည့်လိုက်ရာမိန်းကလေးတစ်ယောက်ရက်နေသည်ကိုတဲကွဲစွာမြင်တွေ့လိုက်ရပါတယ်ထိုမိန်းကလေးကိုကောင်းစွာမြင်တွေ့ခဲ့သည်ကိုလည်းချက်ချင်းသတိရသွားပါတယ်ထိုအသည့်ကြောင့်သူ့တကိုယ်လုံးကြက်သွင်းမွေးညင်းများထကာအိမ်ပြင်သို့ထွက်ခဲ့ရပါတယ်ညသည်လကွယ်ညတကောင်ရံထက်ပို၍မဲမောင်နေပါတယ်ဝင်းကျင်တစ်ခုလုံးမှောင်မဲနေုံမျှနှင့်မပြီးတိတ်ဆိတ်ငြိမ်သက်ခြင်းကပါပံ့ပိုးထားပြန်ရာထိုညသည်အကြီးတန်းလျက်ကြောက်မဲ့ဖွယ်အထိဖြစ်နေပါတယ်မြောက်လေကမူပါပါလှက်လက်လေးဝေးတိုက်လာတတ်ပါတယ်ကျော်စိုးလင်တယောက်အိမ်ပုံစံတစ်ခုကိုစိတ်ပါလက်ပါရေးဆွဲနေသည်ဖြစ်ရာမျက်နှာနေသည်ကိုပင်သတိမပြုအားပဲပတ်ဝန်းကျင်ကိုလည်းအလိုအလျောက်လစ်လူပြုမိတာဖြစ်နေပါတယ်အိမ်အတွင်းက၌ရှိနေသည်ဖြစ်၍လည်းပတ်ဝန်းကျင်ကိုစိတ်ချထားပုံရပါတယ်ထိုစဉ်ထုံးညှိထားသောဖျောင်းတိုင်နှစ်တိုင်မှမီးရောင်တို့ကတမဟုတ်ချင်းငိမ့်သွားတာကြောင့်ကျော်စိုးလွင်ကမီးထွန်းညှိရန်အနီးပါရှိမီးချစ်ကိုမှောင်နှင်းနိုင်ပင်လက်နှစ်ဖက်ဖြင့်ဆမ်းပြီးရှာဖွေလိုက်ပါတယ်မီးချစ်ကိုအတန်ကြာသည့်ထိဆမ်းရှာ၍မရထိုစဉ်အိမ်ရှိတကားပေါက်စီမှလူတစ်ယောက်ဝင်လာသည့်ခြေတံတို့ကိုအတိုင်းသာကြားလိုက်ရပါတယ်ကျော်စိုးလွင်ကမီးချစ်ဆမ်းရှာရင်ဝင်လာသည့်ခြေတံတို့ကိုနားဆွင့်ကြည့်လိုက်ပါတယ်ခြေတံမှာလေးလေးမှန်မှန်လျှောက်လာသည်ဖြစ်၍မိန်းကလေးတစ်ယောက်လျှောက်လာလေသလားဟုထင်မိပါတယ်သူထင်သည့်အတိုင်းအိမ်ရှိတကားပေါက်သို့ငဲ့ဆောင်ကြည့်လိုက်သောအခါနုပြိုဆိုးဝင်၍တောက်ပါသောကားကြည်တဲ့အဝတ်စားများဝတ်ဆင်ထားတဲ့မိန်းမဖြူတဦးသူ့ထံသို့တဲ့မဲ့စွာလျှောက်လာနေသည်ကိုမထင်မရှားလှမ်းမြင်ရပါတယ်သူ့တကိုယ်လုံးတိမ့်တိမ့်ခါအောင်တုံလှုပ်ခြောက်ခြားသွားပါတယ်ထို့ကြောင့်မီးချစ်ကိုအနီးအပါးတစ်ဝိုက်ကမန်းကတန်းရှာဖွေကြည့်ရာစမ်းမိသွားပါတယ်ထိုမီးချစ်ဖြင့်ဖျောင်းတိုင်ကိုမီးညှိလိုက်ပါတယ်တခါလုံးမီးရောင်ဖြင့်လင်းထိန်သွားပြီးထိုမီးလင်းရောင်ဖြင့်သူ့ထံသို့လျှောက်လာနေသောကားကြည်တဲ့အဝတ်စားများနှင့်လှပချောမောသည့်မိန်းမပြိုရဲ့ရုပ်စင်းတံကိုတည်တည်ချာချာတွေ့လိုက်ရပါတယ်ကျော်စိုးလွင်တကိုယ်လုံးကြက်သိမ်းမွှင်းခြင်းများထသွားပါတယ်အံ့ဩထိတ်လန့်မှုကြောက်စိတ်ကြောင့်ထိုင်ယာမှထကာဖျောင်းနိုင်မိကိုင်လျက်တစ်ဖက်ခန်းသို့ကူးလာလိုက်ပါတယ်တစ်ဖက်ခန်းမှာအိတ်ခမ်းဖြစ်၍သူ့ရဲ့ဇနီးတဲ့နဲ့ကလေးနှစ်ဦးမှကရင်ပေါ်တွင်အိမ်မောကြလျက်ရှိနေသည်ကိုဖျောင်းနိုင်မိလင်းရောင်ဖြင့်မြင်တွေ့ရပါတယ်ဒီတော့မှကျော်စိုးလင်စိတ်ထဲအနှဲငယ်ပေါ်ပါတော့တယ်လို့ခံစားလိုက်ရပါတယ်သူ့ရဲ့အလုတ်ခန်းသို့တစ်ချက်လှမ်းကြည့်လိုက်ပြီးအိမ်ထဲဝင်လာသည့်ကားကြည်တဲ့မိန်းမပြိုကသူ့ရဲ့အလုတ်ခန်းအတွင်း၌ရောက်ရှိနေပြီးသူ့ကိုခေါ်နေပါတယ်ကျော်စိုးလင်ခေါင်းကိုတွင်တွင်ခါကအခန်းတကားကိုအလျင်မြန်ပိတ်လိုက်ပြီးလက်ထဲမှဖျောင်းနိုင်မိကိုညှိကကတင်ပေါ်ရှိဇနီးတဲ့ဘေး၌လှဲအိမ်ရင်ငြိမ်နေလိုက်ပါတယ်တိတ်ဆိတ်နေသောညင်ဦးရန်အချိန်တွင်အိမ်ထဲမှဘာကိုမျှထိတွေ့မှုမရသောအခါသူ့ကိုယ်သူသဘောပေါက်သွားပါတယ်ဒီတော့မှဘေးဘီသို့တေချစွာကိုယ်ပတ်ကြည့်လိုက်ပါတယ်ကတင်ပေါ်တွင်သူတယောက်တည်းအိပ်ပျော်သွားခဲ့ရမှသူအိမ်မက်မက်နေခြင်းဖြစ်ပါတယ်ထူးခြားသည်ကသူမက်သောအိမ်မက်မှာဒုတိယအကြိမ်မြောက်ပြန်၍မက်သောအိမ်မက်ဖြစ်နေခြင်းပါဒီအိမ်မက်ကိုရန်ကုန်မှာနေစဉ်မိသားစုနှင့်အတူအိပ်ခဲ့စဉ်ကပထမဦးစွာမက်ခဲ့ဘူးပါတယ်ယခုကထိုအိမ်မက်ကိုပုံတူပြန်၍ပြန်မက်ခြင်းဖြစ်သဖြင့်ကျော်စိုးလင်အံ့ဩကြီးစွာဖြစ်ရပါတယ်ပို၍အံ့ဩရသည်မှာအိမ်မက်ထဲမှမိန်းမပြူရဲ့ရုပ်စင်းအင်္ဂါနှင့်ကာကျိုးရုပ်ရဲ့အစင်းတံတူနေခြင်းပင်ဖြစ်ပါတယ်ထို့အပြင်ကာကျိုးရုပ်စင်းတံနှင့်ကာကျိုးရုပ်ရဲ့ဘေး၌အမြဲမြင်တွေ့ခဲ့ရသောမိန်းမပြူတို့ရဲ့ရုပ်စင်းအင်္ဂါမှာလည်းထပ်တူကျနေပြန်ပါတယ်ကျော်စိုးလင်ကတွင်ရင်ခေါင်းရှုပ်လာသည်မို့ခေါင်းကိုခါရရင်အိယာမှထကာစောစီးစွာမျက်နှာထားတဲ့လိုက်ပါတယ်အရှိဘက်ကောင်းကင်ပြင်တွင်ရောင်နီတန်းလာနေပြီဖြစ်တာကြောင့်အိမ်ပြင်သို့ထွက်ကလမ်းလျှောက်ခြင်းအမှုကိုပြုရန်တာဆူလိုက်ပါတယ်ကျော်စိုးလင်တယောက်လမ်းလျှောက်ရာမှပြန်လာသည့်အချိန်တွင်ဥစိန်တောင်းတို့မိသားစုအိယာမှနိုးနေပြီဖြစ်ပါတယ်စောလိုရီလူသားတချို့လည်းလုပ်ငန်းစတင်ရန်ပြင်ဆင်နေကြတာကိုတွေ့ရပါတယ်ထို့ကြောင့်ကျော်စိုးလင်ခြေလန်းခတ်တွတ်ဖြင့်စောင်းလက်စတိုက်အိမ်သို့လှမ်းလာလိုက်ပါတယ်ထိုစဉ်မှာတော့ဆရာလေးဒီဘက်ကိုခဏကြွခဲ့ပါဦးဦးစိန်တောင်းရဲ့ခေါ်တန်ကြောင့်တစ်ဖက်တိုက်အိမ်စီသို့ကျော်စိုးလင်လာခဲ့ရပါတယ်။ဧကန်းစတီတွင်ဦးစိန်တောင်းကထိုင်လျက်စောင့်နေတာကြောင့်ကျော်စိုးလင်ဧကန်း၌ထိုင်မိတဲ့နဲ့ဦးစိန်တောင်းကစတင်ပြောပါတယ်။မနေ့ညကတော်တော်မိုးချုံမှအမေရိကကဖုန်းလာတယ်။အဲ့ဒီမှာဦးရဲ့သားလက်ကသူ့ပို့လိုက်တဲ့ကာကျိုးရုပ်အကြောင်းကိုတေးသေးချာချာပြောပြတယ်။အဲ့ဒါဆရာလေးကိုပြောပြခြင်းလို့ပါ။ဟာအတော်ပဲကျွန်တော်လည်းအဲ့ဒီကာကျိုးရုပ်အကြောင်းကိုသိချင်နေတာဦးရဲ့ဦးစိန်တောင်းကစကားဆက်ပြောရန်အာယူနေသည့်အနေဖြင့်စက်တီထိုင်ကုန်ကိုနောက်မီထားရမှကိုမက်ကဟန်ပြင်လိုက်ပြီးဆက်၍ပြောပါတယ်ဒီလိုဆရာလေးရဲ့ဒီ
ဒီကာကျိုးရုပ်လေးဟာဥယျာသားပကံကိုအလဲသွားခဲ့စဉ်ကအင်မတန်သဘောကျနှစ်ချိုက်လွန်းလို့ပပုဆရာကြီးတဦးစီကငွေတော်တော်များများပေးပြီးဝယ်ခဲ့ရတာလေဒီကာကျိုးရုပ်ကလေးရပြီးတဲ့နေ့ကစပြီးဥယျာသားလည်းစီးပွားတွေတက်လာတာအံ့ဩစရာကောင်းတယ်အဲ့ဒါနဲ့ပဲလုပ်ငန်းအဆက်အသွယ်တွေရပြီးအမေရိကမှာလုပ်ငန်းရှယ်ယာဝင်လုပ်ဖို့ခဏသွားရင်းကဟိုမှာနေဖို့အကြောင်းဖြစ်သွားတာပါပဲဦးစိန်တောင်ကစကားစဖြတ်ရင်ကျော်စိုးလွင်ကိုမတိမတာအကဲခတ်ကြည့်လိုက်ပါတယ်ကျော်စိုးလွင်တယောက်စိတ်ဝင်စားစွာနားထောင်နေမှန်းဒီမှာဆက်၍ပြောပါတယ်ဒီလိုနဲ့ဦးရဲ့သားမိသားစုအမေရိကကိုပြောင်းသွားကြတော့ဒီကာကျိုးရုပ်ကလေးလည်းသူတို့မိသားစုနဲ့အတူပါသွားတာပေါ့အမေရိကကိုရောက်မှဦးလေးသားရဲ့စီးပွားရေးတွေကအဆင်ပြေလိုက်မပြေလိုက်နဲ့ဖြစ်နေတယ်အဲ့ဒီမှာမကြခဏသူအိမ်မက်မက်တယ်အိမ်မက်ထဲမှာရှေးခင်မင်းသမီးအဝတ်အစားနဲ့မိန်းကလေးတဦးကသူ့ကိုမြန်မာပြည်ပြန်ဖို့ပြောလေရှိတယ်အဲ့ဒါကိုအိမ်မက်လို့သဘောထားပြီးဦးရဲ့သားကမေမေရွရွနေလိုက်ပြန်တယ်အန်ကဲ့သာအိမ်မက်မက်တဲ့ထဲမှာမင်းသမီးအဝတ်စားနဲ့မိန်းကလေးကအပြင်မှာရှိနေတဲ့ပပုကကျိုးရုပ်ပုံတံနဲ့တူနေတာကိုသူသတိမထားမိဘူးထင်တယ်နော်ဆရာလေးကဘယ်ဆိုးလို့လဲဦးရဲ့သားကအဲ့လောက်အတွေးမရှိဘူးအဲ့ဒါကြောင့်သူ့စီးပွားရေးတွေတော်တော်နှိမ့်ကျသွားတယ်အိမ်မက်ကတော့မကြာခဏမက်နေတာပဲအိမ်မက်မတိုင်းလဲမိန်းကလေးကမြန်မာပြည်ကိုပြန်ဖို့ပြောနေတာအဲ့ဒါလဲသူ့မှာကာကျိုးရုပ်နဲ့ဆက်ဆက်နေမှမသိဘူးတနေ့မှာတော့အေခန်းထဲမှာရှိတဲ့ကာကျိုးရုပ်ဟာအလိုအလျောက်လဲကျသွားတယ်သူကိုယ်တိုင်အေခန်းထဲမှာရှိနေတော့သူတော်တော်အံ့ဩသွားတယ်ဒါနဲ့ကာကျိုးရုပ်ကိုနေရာတကျပြန်ထားတဲ့အချိန်မှာကာကျိုးရုပ်ရဲ့မျက်နှာထားဟန်ပန်ကိုတေးသေးချာချာကြည့်မိမှသူ့အိမ်မက်ကိုသွားတတိရလိုက်တယ်အဲ့ဒီညမှာထပ်ပြီးသူ့ကိုအိမ်မက်ပေးတယ်ဒီတော့မှဦးရဲ့သားကသဘောပေါက်သွားပြီးဒီကာကျိုးရုပ်ကိုဦးလေးစီပြန်ပို့လိုက်တာပဲဆရာလေးဒီကာကျိုးရုပ်ဟာအတော်စိတ်ဝင်စားစရာကောင်းတယ်နော်ကျွန်တော်ကိုယ်တိုင်လည်းဒီကာကျိုးရုပ်ကိုမြင်ပြီးကြတဲ့ကစိတ်ထဲမှာတစ်မျိုးဖြစ်နေတယ်ဘာလဲတော့တီးတီးချာချာမပြောနိုင်ဘူးဦးကြားဘူးတာတခုတော့ရှိတယ်ရှေးဟောင်းအတတ်ပညာတွေထဲမှာမော်အတတ်ပညာဆိုတာတကယ်ရှိခဲ့တယ်လို့ဆိုကြတာပဲတချို့ပပုဆရာကြီးတွေဟာသူတို့တက်မှတ်ဆွဲလန်းတဲ့အရာတွေကိုသူတို့ထုလုပ်တဲ့ပပုရုပ်ထဲမှာမော်အတတ်ပညာနဲ့စီရင်ပြီးအသက်သွင်းတတ်ကြတယ်လို့လေ့လာဖူးတယ်ဒီကာကျိုးရုပ်ကဒီလိုမျိုးများဖြစ်နေသလားတော့မသိဘူးတခါဒီကာကျိုးရုပ်ကိုဆရာလေးတိတိကျကျစောင့်ကြည့်တခုခုတော့ထူးခြားတယ်လို့အန်ကယ်ထင်တယ်ဟုတ်ကဲ့ပါအန်ကယ်ကျော်စိုးလင်ကစကားစကိုဖြတ်ပြီးကာကျိုးရုပ်ကိုတစ်ချက်လှမ်းကြည့်ကထွက်လာခဲ့ပါတယ်ထိုညကတညာလုံးလိုကျော်စိုးလင်အိမ်မရခဲ့အကြောင်းရင်းကကျော်စိုးလင်အိမ်ရဘေးသို့ကာကျိုးရုပ်နဲ့ဆင်သောမိန်းကလေးတဦးရောက်လာကတညာလုံးစကားပြောနေတာကြောင့်ဖြစ်ပါတယ်ကျော်စိုးလင်ကစကားမပြောချင်တာကြောင့်ဆောင်းကောင်းပြီးခြုံကအိမ်နေတီးတိုင်းစကားပြောမရက်တော့ထိုမိန်းကလေးကြောင့်ကျော်စိုးလွင်ဘလို့မှအိမ်လိုမရနိုင်ဖြစ်နေခဲ့ပါတယ်။မောင်းထုတ်တာလည်းမသွားတာကြောင့်တပည့်ကျော်လှကျော်အခန်းသို့ပြောင်းရွှေ့အိတ်တိတိုင်းထိုမိန်းကလေးကလိုက်လာ၍စကားပြောနေစေဖြစ်ပါတယ်။ထိုအခါသူစိတ်မရွှေစွာဖြင့်ထိုမိန်းကလေးကိုအော်ငေါက်ကမောင်းထုတ်လိုက်မိပါတယ်။တပည့်ကျော်လှကျော်ကတော့ဘာမှနားမလဲတလို့သူ့ကိုကြောင်ကြည့်ကဗဟေတိဖြစ်နေပါတယ်။အကယ်စင်စစ်ထိုမိန်းကလေးကိုသူတယောက်သာလျှင်မြင်တွေ့ရပြီးသူ့နားထဲ၌သာမိန်းကလေးရဲ့စကားတန်တို့ကိုကြားနေလေရာဘာကိုမှမမြင်ရမတွေ့ရမကြားရတော့တပည့်ကျော်လှကျော်အတွက်ကျော်စိုးလွင်မှာအယူတယောက်နဲ့ဖြစ်၍နေပါတယ်ထို့ကြောင့်စိတ်ညစ်ညစ်နဲ့ငြိမ်ကုတ်ကတညာလုံးဆောင်းကောင်းပြီးခြုံ၍နေခဲ့ရပါတယ်မိုးစင်စင်လဲမှအိယာမှထကအိမ်အပြင်သို့လမ်းလျှောက်ထွက်လာလိုက်ပါတယ်ဒီတော့မှကာကျိုးရုံမင်းသမီးကပျောက်ကွယ်သွားပါတယ်လမ်းလျှောက်လာစဉ်အေးရေးမဝသဖြင့်ခေါင်းထဲမှာမူးဝေနေပြီးစိတ်ညစ်ညစ်နဲ့လမ်းလျှောက်နေရသည်ဖြစ်ရာဘာမှဥတီချက်မရှိဘဲတခါတည်းရန်စိတ်လို့ကိုယ်လို့ဖြစ်သွားပါတယ်မကြမီမှာတော့လမ်းဆောင်လမ်းကွာတစ်ခုသို့ရောက်လာပြီးအတိမဲ့နေသောဒုက္ခနာကိုကြီးကဆက်ရုပ်တရုပ်လိုလမ်းဆောင်ကိုဖျက်ကူးလိုက်ပါတယ်သူ့ရဲ့ဘဲညာစီမှကားနှစ်စီးကသူ့ထံသို့အရှိန်ဖြင့်ဥတီမောင်းနှင်လာကြပါတယ်ဟွန်းတန်ဘေးကသူ့ကိုရှောင်ရှားရန်အချက်ပေးတာကိုသူကဘာကိုမှမကြားဘဲသူ့ရဲ့လေးလံသောခြေလမ်းများအတိုင်းဆက်လျှောက်နေပါတယ်ဟာဒီလူတော့ကားလမ်းမကြီးအလဲမှာဟုတ်ပါယူနေတာများလားမသိဘူးကားတိုက်တော့မှာပဲဟော့တော်တိုက်ပြီလမ်းမပေါ်ရှိခရီးသွားသူတို့ထံမှတယောက်တစ်ပေါက်ပြောတဲ့အဆုံးတွင်မျက်နှာချင်းဆိုင်လာနေသောကားနှစ်စီးမှသူ့ကိုထိတ်တိုက်တိုက်မိသွားပါတယ်။ထို့အဖြစ်ဖြစ်ကြောင့်လူအုပ်ကြီးမှကားနှစ်စီးအနီးသို့အပြေးလွှားသွားကဝိုင်းအောင်ကြည့်ကြပါတယ်။ထို့သို့ဝိုင်းအောင်ကတိုးဝေကြည့်နေကြသောလူအုပ်ကြီးထဲမှအတန်တန်ထွက်လာပါတယ်။ဟောတော့ဒီလူကဘာမှမဖြစ်ပါလား။ကို့လူဘာမှမဖြစ်ဘူးနော်။ကျွန်တော်ဘာဖြစ်လို့လဲ။ကျွန်တော်ဘာမှမဖြစ်ပါဘူး။ဘာမဖြစ်ရမှာလဲဗျခမ ्या ကိုကားနှစ်စီးလုံးတဲ့တဲ့ကြီးဝင်တိုက်လိုက်တာကျုပ်တို့အားလုံးမျက်မြင်ပဲဟာခမ ्या ဘလို့လို့အသက်ချမ်းသာသွားတယ်လဲဆိုတာကျုပ်တို့မတွေးတတ်တော့ဘူးအေကန်ကခမ ्या ကကိုပြောက်ဝိဇ္ဇာများလားဗျကျုပ်တို့ကိုပြောပြစမ်းပါဦး
ကျော်စိုးလွင်ကလမ်းမေးတနေရာ၌ငုတ်တုတ်ကလေးထိုင်နေရမှကြပြကတိလူးလဲထ၍သူ့ကိုဝိုင်းဝန်းကြည့်ကတယောက်တစ်ပေါက်ပြောဆိုနေသူများကိုလိုက်ကြည့်ရင်သူ့အဖြစ်ကိုသူပြန်တွေးကြည့်လိုက်ပါတယ်။ဘာကိုမှတည်တည်ချာချာမမှတ်မိတော့လဲအဖြစ်အပျက်တစ်ခုကိုတော့သူမှတ်မှတ်ရရခံစားသိရှိလိုက်ပါတယ်။ထိုအဖြစ်အပျက်ကတော့မကြခင်ကကာကျိုးယုံမင်းသမီးကသူ့လက်ကိုလှမ်းဆောင်ဆွဲကခေါ်လိုက်ခြင်းပင်ဖြစ်ပါတယ်။ခဏအတွင်းမှာပင်ထိုမင်းသမီးအနီးမှပျောက်ကွယ်သွားခဲ့ပါတယ်။ထိုအကြောင်းကိုတော့သူ့အားဝိုင်းဝန်းကြီးကမေးမြန်းနေကြသောလူအုပ်ကြီးကိုရှင်းပြလိုက်မည်ဟုစိတ်ကူးလိုက်ပါသေးတယ်။သို့တော့ထိုအကြောင်းကိုပြောပြလျင်သူ့အားအယူဟူ၍ထင်ရှားမိသူကများနေလေရာဘာကိုမှမပြောတော့ပဲလူအုပ်ကြီးအနီးမှထားထွက်သွားပါတယ်။ယခုနောက်ပိုင်းကျော်စိုးလွင်တယောက်အေးအေးပြက်များတာကြောင့်အလုတ်ပင်ပန်းလုံးတစ်ပြင်အားနဲ့ကမူးမေ့လဲကျသွားသောကြောင့်ဈေးရုံသို့အေးပေါ်တင်လိုက်ရပါတယ်။ကျော်စိုးလွင်ဆေးရုံတက်ရသည့်တည်င်းကြောင့်ရန်ကုန်မှဇနီးတဲ့ခင်မှာလိုက်လာပြီးပြုစုလောက်ကင်ပေးရပါတယ်။ဦးစိန်တောင်းရဲ့အိမ်မှာလည်းအပိသက်အချောကင်နေပြီဖြစ်ရာမကြခင်အိမ်ကိုအနှံပြီးသည်နှင့်ရန်ကုန်သို့ပြန်ရန်အကြောင်းဖြစ်ပါတယ်။ထို့ကြောင့်ဇနီးတဲ့ခင်မာလာကလည်းကျော်စိုးလွင်အလုပ်ပြီးသည့်ထိနေမည်ဟုဆုံးဖြတ်ချက်ချလိုက်ပါတယ်။ရန်ကုန်မှသားသမီးများအတွက်မူခင်မာလာရဲ့ညီမကတာဝန်ယူစောင့်ရှောက်ထားတာကြောင့်စိတ်ပူစရာအကြောင်းမရှိ။ကျော်စိုးလွင်ကတော့ဆေးရုံတိုင်း9ရက်မြဆေးကုသမှုခံယူပြီးနောက်ကျမ်းမာလန်းဆန်းစွာဖြင့်ဆေးရုံမှာဆင်းခဲ့ပါတယ်။ဦးစိန်တောင်းရဲ့အိမ်၌ဇနီးမောင်နှံအတူနေပြီးလုပ်ငန်းများကိုအပြီးသက်နေပါတယ်။ကာကျိုးယုံမင်းသမီးနဲ့ပတ်သက်၍မူဇနီးတဲ့ခင်မာလာကိုဘာမှမပြောဘဲရင်ငုံနှုတ်ပိတ်၍သာနေခဲ့ပါတယ်။ခင်မာလာမှာကြောင်းလန့်တတ်သူဖြစ်ပါတယ်။အကြောင်းစုံသိပါကဤအိမ်မှာနေရင်းမီမဟုတ်မှန်ကျော်စိုးလွင်သိထားပါတယ်။ထို့ကြောင့်အတိမပေးဘဲနေခြင်းဖြစ်ပါတယ်။တညတွင်ကျော်စိုးလွင်တို့ဇနီးမောင်နှံအိတ်ခမ်းထဲသို့ကာကျိုးယုံမင်းသမီးရောက်လာကထုံးစံအတိုင်းကျော်စိုးလွင်ကိုစကားပြောပါတယ်။ကျော်စိုးလွင်မှာကာကျိုးယုံမင်းသမီးလာသည်နှင့်မိတို့မျှအိပ်၍မရပဲနားထဲမှာလည်းထိုမင်းသမီးပြောသည့်စကားသံများကအတိုင်းသာကြားနေရပါတယ်။မောင်တော်ကဒီနေရာကသွားရတော့မှမူပြောနေတာပေါ့။နှမတော်ကတော့မောင်တော်ကိုကြည့်ပြီးတနာနေရတာနဲ့ရင်ကွဲတော့မယ်မောင်တော်ရဲ့ဒီဘဝမှာမောင်တော်နဲ့နှမတော်ဘလို့မှပေါင်းဖက်လို့မရတော့ဘူးဆိုတာနှမတော်သိပါတယ်။ဒါပေမဲ့နှမတော်ရဲ့စိတ်ထဲမှာမောင်တော်ကိုဘလို့မှမေးပြောက်လို့မရနိုင်အောင်ဆွဲလန်းနေတဲ့စိတ်ကြောင့်မောင်တော်အဘကိုနှမတော်အမြဲတမ်းလိုက်နေရတာပါ။မောင်တော်ကိုနှမတော်မခွဲခွာနိုင်လို့ဒီနေမီမှာအလုပ်တွေရအောင်နှမတော်စူးစမ်းရှာဖွေပေးပါမယ်။မောင်တော်အစဉ်ပြေလို့ချမ်းသာသွားတဲ့တနေ့ကျရင်သာနှမတော်အတွက်ရည်မှန်းပြီးအလှူဒါနတစ်ခုပြုပြီးနှမတော်ကိုအမျှတမ်းပေးဝင်ရင်နှမတော်ကြည်နပ်ပါပြီမောင်တော်ရဲ့ခံစားမှုအပြည့်နဲ့လွမ်းတတပြောရင်ငိုရှိုက်လူနီးပါခံစားနေရသောအတန်နဲ့ရုပ်ပိုင်ရှင်ကာကျိုးယုံမင်းသမီးကိုကြည့်ကကြော်စိုးလွင်တနာမိသွားပါတယ်။ထို့ကြောင့်ကဲမင်းဖြစ်စေခြင်းတဲ့အတိုင်းဖြစ်ရပါစီမယ်လို့ငါကတိပေးတယ်မင်းဘက်ကလည်းငါ့ကိုမနှောက်ယှက်ပဲမင်းပြောတဲ့အတိုင်းစောင့်ရှောက်ပေးပါကိုကျော်ဘာတွေပြောနေတာလဲအိမ်မက်မက်နေတာလားယင်ကျော်စိုးလွင်ရဲ့နှုတ်မှထွက်လာသောစကားတန်ကအနှဲငယ်ကျဲသွားတာကြောင့်အိယာမှနိုးလာသောဇနီးတဲ့ခင်မာလာတယောက်ကျော်စိုးလွင်ကိုကြည့်ကအံ့ဩနေပါတယ်ဒီတော့မှကျော်စိုးလွင်ကသူ့အဖြစ်အပျက်ကိုသူသိသွားပြီးနောက်အိမ်မက်မက်နေတာဟု၍လိန်ပြောကဇနီးတဲ့ကိုချော့မော်လိုက်ပါတယ်ဒီနောက်ပိုင်းရဲများမှစ၍ကျော်စိုးလွင်ထံသို့ကာကျိုးယုံမင်းသမီးရောက်မလာတော့ပါဘူးကျော်စိုးလွင်တို့စောက်လို့ရေးအဖွဲ့များကလည်းဦးစိန်တောင်းရဲ့အိမ်ကိုအချောတက်လောက်ကင်ပြီးစီးပြီးအိမ်တော့ပင်အပ်နိုင်ခဲ့ပါပြီထိုနေ့မှာပင်ကျော်စိုးလွင်တို့အဖွဲ့အားအလုတ်တင်များဆက်ကအနံလာသူတို့နှင့်တွေ့ဆုံရပါတယ်ထို့ကြောင့်ဇနီးတဲ့ခင်မာလာကိုရန်ကုန်သို့ပြန်လွှတ်လိုက်ပြီးကျော်စိုးလွင်ကတော့အနံလာသောအလုတ်တို့ကိုဦးဆောင်၍လောက်ကင်ရင်မန္တလေးမှာကြံနေရေးခဲ့ပါတယ်ထို့သို့မန္တလေးမှာနေစဉ်ဦးစိန်တောင်းတို့အိမ်သို့အကြောင်းတစ်ခုဖြင့်အမြဲတမ်းရောက်လေရှိပါတယ်ထိုအခါတိုင်းကာကျိုးရုပ်ကိုကြည့်ကသူအမြဲနှုတ်ဆက်လေရှိပါတယ်သူနှုတ်ဆက်ခဲ့သည့်ညတိုင်းလဲကာကျိုးယုံမင်းသမီးကသူရှိရာသို့လာပြီးစကားပြောလေရှိပါတယ်ကြတော့ကာကျိုးယုံမင်းသမီးရောက်မလာရင်ပင်ကျော်စိုးလွင်တယောက်သူမကိုမျှော်ကတတိယနေလေရှိပါတယ်ဒီလိုနဲ့ပင်ရာဒီ3လီပြောင်းကကျော်စိုးလွင်တယောက်မန္တလေးမှာနှစ်ပတ်လဲနေဖြစ်သွားပြီးအလုတ်ကင်များမရက်မနာလုတ်ကင်ရသဖြင့်စီးပွားရေးလဲပြည်လေလာပါတယ်ကိုယ်ပိုင်ကုမ္ပဏီထူထောင်ရန်အင်အားပင်ရှိလာသည့်ထိဖြစ်လာပါတယ်ရန်ကုန်ရှိကျော်စိုးလွင်ရဲ့ဇနီးတဲ့ခင်မာလာကလည်းသူ့အားရန်ကုန်သို့ပြန်လာရန်မကြာခဏပြန်ခေါ်နေပါတယ်ထို့ကြောင့်မန္တလေးရှိလုပ်ငန်းများကိုအပြီးသတ်အောင်လက်စတတ်နေရပါတယ်ထိုရက်များအတွင်းတညမှာတော့ကာကျိုးယုံမင်းသမီးကျော်စိုးလွင်ထံရောက်လာပါတယ်ခုလောက်ဆိုမောင်တော်လည်းစီးပွားရေးပြေးလည်သွားပါပြီမောင်တော်ကိုဆွဲလန်းစိမ့်နဲ့မောင်တော်နောက်ပါကိုဘလောက်ပဲလိုက်ဒီဘဝမှာတော့မောင်တော်နဲ့နှမတော်ရဲ့ဘဝကခွာခြားသွားပြီမို့နှမတော်အမြဲစိတ်ဆင်းရဲနွမ်းနေရပါတယ်မောင်တော်ရဲ့နှမတော်အဲ့ဒီစိတ်ကိုဆက်ပြီးတော့မခံစားကျင်တော့ဘူးဖြစ်နိုင်ရင်နှမတော်အဲ့ဒီလိုဘဝကကျွတ်ချင်လွတ်ချင်ပါပြီအဲ့ဒါကြောင့်မောင်တော်အနေနဲ့နှမတော်အပေါ်တနာငဲ့ညာသေးတယ်ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ပြီးနှမတော်ရရှိအောင်အမျှပေးဝေပေးပါမောင်တော်ရဲ့အမျှဝေပေးပါနော်
နှမတော့တောင်းပန်ပါတယ်ကာကျိုးယုံမင်းသမီးလေးကကြော်စိုးလွင်အားအတနာခံရင်ငိုပွဲစင်ကတောင်းပန်ရှာပါတယ်ကြော်စိုးလွင်မှာကာကျိုးယုံမင်းသမီးလေးငိုပွဲဆင်၍တောင်းပန်နေသည်ကိုကြည့်ကအလွန်တနာမိသွားပါတယ်ရင်ထဲမှာလည်းကြည်ကြည်ကိုယ်ကိုယ်ခံစားလိုက်ရပါတယ်ထို့ကြောင့်ကာကျိုးယုံမင်းသမီးပြောသည့်အတိုင်းကုသိုလ်ကောင်းမှုပြုလုပ်ပြီးရန်ကြော်စိုးလွင်ကတိပေးလိုက်ပါတယ်မကြမီမန္တလေးရှိတကိုးကြီးဖျားများသို့သွားကာကျိုးယုံမင်းသမီးလေးအားရီမှန်း၍ရွှေသင်္ကန်းများကပ်လူပေးကသူမကိုအမျှတမ်းပေးဝေခဲ့ပါတယ်ထို့ပြင်ကြော်စိုးလွင်နေထိုင်ရာအိမ်၌လည်းဖုံးတော်ကြီးများပင့်ဖက်၍သင်္ကန်းများကပ်လူခြင်းစွန့်ကပ်ခြင်းတို့ကိုပြုလုပ်ကာကျိုးယုံမင်းသမီးအားအမျှတမ်းပေးဝေခဲ့ပါတယ်ထိုနေ့မှာတွင်ကျော်စိုးလွင်တယောက်ကာကျိုးရုပ်ရှိရာရတနာဦးစိန်တောင်းတို့အိမ်သို့သွားပါတယ်။ကျော်စိုးလွင်လာသည်ကိုမြင်တွေ့လိုက်ရသည့်ဦးစိန်တောင်းကတအံ့တော်ဖြစ်ကာတိုက်ဆိုင်လိုက်တာဆရာလေးဟာကျုပ်ကလည်းဆရာလေးကိုတတိယပြီးအခုပဲဆရာလေးစီလာဖို့ပြင်နေတာ။ကဲခရီးရောက်မဆိုင်ပဲဆရာလေးစိတ်ဝင်စားခဲ့တဲ့ကာကျိုးရုပ်အဖြစ်အပျက်ကိုကြည့်ပါဦး။ဦးစိန်တောင်းကအေကန်းတောက်တွင်စုပုံထားသောတစ်အပိုင်းစာများကိုလက်ညှိုးညွှန်ရင်းပြောလိုက်ပါတယ်။ကျော်စိုးလွင်ထိုတစ်သားပုံကိုတလဲဦးစိန်တောင်းကိုတလဲကြည့်ကအံ့ဩတူဝေသွားပါတယ်။ဆရာလေးအံ့ဩသွားမယ်ဆိုတာကျုပ်သိတယ်။ကျုပ်ကိုယ်တိုင်လည်းအယမ်းအံ့ဩနေမိတယ်။ကြံခဲ့တဲ့3-4ရက်အထိကာကျိုးရုပ်တုကဒီအခန်းဒီနေရာမှာပဲအကောင်းပကတိရှိနေသေးတယ်။စောစောကမှကျုပ်ကအေကန်းတန်ရှင်းလုပ်ရင်ဒီရုပ်ထုကိုပါတန်ရှင်းလုပ်ဖို့စိတ်ကူးမိပြီးဒီရုပ်ထုကိုပါတန်ရှင်းလုပ်လိုက်တာအဲ့ဒီလိုအပိုင်းစားတွေဖြစ်ပြီးပဲ့ကြွေသွားတော့တာပဲ။ကျွန်းသားဖြစ်ပါလျက်နဲ့ခုလိုချရီစားပြီးပဲ့ကြွေသွားတာကျုပ်တက်တော့ဒါပထမဦးဆုံးမြင်မှုချင်းပဲဆရာလေးကြည့်ပါဦးဦးစိန်တောင်စကားကိုနားထောင်ပြီးနောက်အကျိုးပဲ့များစုပုံထားတဲ့တစ်သားပုံရှိရာအနီးသို့သွားကကြော်စိုးတွင်လေးလာကြည့်လိုက်ပါတယ်ကျွန်းပပူရုပ်ထုတွင်ခြာစားထားသည့်အရာများကိုမြင်တွေ့ရကရုပ်ထုရဲ့ခြေလက်ခေါင်းခါစားသည့်နေရာတို့တစားစီကျိုးပဲ့နေသည်ကိုတွေ့ရပါတယ်ချက်ချင်းပင်ကာကျိုးယုံမင်းသမီးရဲ့အစင်းယူပကားကိုမြင်ရကကျေးဇူးတင်ပါတယ်မောင်တော်ပေးဝေတဲ့ကုသိုလ်အဖို့ပါကကိုရရှိလို့နှမတော်တခြားဘဝကိုပြောင်းသွားပါပြီဆက်လက်ပြီးတန်တနာပြုနိုင်ပါသေးလို့ဆုတောင်းပေးပါတယ်ကောင်းကျိုးအဖျားဖျားနဲ့ပြည့်စုံပါစေကာကျိုးယုံမင်းသမီးရဲ့အတန်ကိုလည်းအတိုင်းသာကြားနေရပြန်ပါတယ်မကြမီကျော်စိုးလွင်ရဲ့မြင်ကွင်းမှာကာကျိုးယုံမင်းသမီးပုံတံပျောက်သွားပါတယ်တခဏအတွင်းမှာပင်အလင်းတန်းတစ်ခုအေကန်းအတွင်းမှာဖြတ်တန်းသွားကအိမ်ပြင်ဘက်သို့ထွက်သွားသည်ကိုကျော်စိုးလွင်တယောက်ထင်ထင်ရှားရှားတွေးလိုက်ရပါတယ်ကာကျိုးယုံမင်းသမီးကတော့ဘဝဆက်သိမ်းသွားပြီအန်ကယ်ကျွန်တော်တို့အားလုံးကိုဒီရုပ်ထုကပညာပေးသွားတာပဲလောကမှာဘယ်အရာမှအမြဲမရှိဘူးလေဖြစ်ပြီးရင်ပြတ်သွားမယ်ဆိုတာဓမ္မတာတရားပါပဲဒါတွေကိုကျွန်တော်တို့အားလုံးတနေ့နေ့မှာရင်ဆိုင်ကြရမှာပါပဲတက်ရှိရောတက်မဲ့ပါမမြဲဘူးဆိုတာကိုဒါလက်တွေပြတာပဲအော်ဒါနဲ့အန်ကယ်ကိုလည်းကျွန်တော်တခါတည်းနှုတ်ဆက်ခဲ့ပါရစီကျွန်တော်မနှက်ဖန်ရန်ကုန်ကိုအပြီးပြန်มาတော့မယ်ဒီမှာနေစဉ်အဆဆရရကူညီခဲ့တဲ့အန်ကယ်ကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။အော်အေးအန်ကယ်တို့လည်းဆရာလေးကိုကျေးဇူးတင်ပါတယ်။ဘာပဲဖြစ်ဖြစ်အန်ကယ်တို့ကိုဆွေမျိုးရင်းချတွေလို့သဘောထားပြီးအမြဲဆွတ်သွယ်နိုင်ပါတယ်။ဟုတ်ကဲ့ပါအန်ကယ်ကျွန်တော်ကိုခွင့်ပြုပါအောင်နော်။ကျော်စိုးလွင်ကဦးစိန်တောင်းကိုနှုတ်ဆက်ကအေကန်အတွင်းမှထွက်လာလိုက်ပါတယ်။သူ့ရဲ့စိတ်ထဲတွင်ကာကျိုးယုံမင်းသမီးလေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့ရပြီးသူမဆန္ဒပြေဝစွာအနှောင်အဖွဲ့မှလွတ်မြောက်သွားခြင်းအတွက်ဝမ်းသာကြည်နူးနေမိပါတယ်။သို့တော့ကာကျိုးယုံမင်းသမီးလေးရဲ့အဆောင်ရှောက်မှကင်းဝေးသွားရပြီမှန်သိရလေသောအခါသူ့ရင်ထဲမှာဝမ်းရဲစွာခံစားလိုက်ရသလိုဖြစ်ပါတယ်။ထိုဝမ်းနည်းမှုကပင်ကာကျိုးယုံမင်းသမီးလေးကိုလွမ်းနေခြင်းလားဆိုသည်ကိုတော့ကျော်စိုးလွင်မပြောတတ်နိုင်ပါ။ဟုတ်ကဲ့ပါခင်ဗျာ။အခုပြောပြခဲ့တဲ့စာရေးဆရာချစ်မင်းသူရေးသားထားတဲ့ကာကျိုးယုံချစ်သူဝိညာဉ်ဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာ။ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါရပျော်ရွှင်ပွဲကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာ